နေစဉ်လေးချက်ခုနှစ်ခုကိုတမတ်တဲလုပ်ပါမယ်ဆိုရင်အရာအလုံးကိုပြောင်းလဲပေးနိုင်မှာပါပထမအချက်ကတော့ကိုယ့်ဘဝအတွက်တာဝန်အပြည့်အဝယူပါဘသူကမှအပြစ်တင်တာစင့်ချေဖေးတာမျိုးမလုပ်ပဲကိုယ့်တာဝန်ကိုယူပြီးလုပ်တင်တာကိုလုပ်ရမှာပေါ့ဒုတိယချက်ကတော့စက်တိုက်တင်ယူပြီးကိုတိုးတက်အောင်လုပ်ပါကိုယ်ဝင်ငွေကကိုယ်တိုင်တိုးတက်အောင်လုပ်နိုင်တဲ့အဆင့်တက်ဘယ်တော့မှပိုမလာပါဘူးတတိယအချက်တွေနဲ့ရှင်းရှင်းလင်းလင်းဟီမန်းချက်တွေချပြီးအဲ့ဒါတွေကိုအောင်ဖို့မင်းရှင်အစီအစဉ်တွေဆွဲပါအစီအစဉ်ဆွဲထားမှအလုပ်ဖြစ်တာပေါ့နော်စတုထအချက်ကတော့ငွေကြေးစည်းကမ်းကိုလိုက်နာပါဘလောက်ရှာနိုင်လဲဆိုတာထက်ဘလောက်စုဆောင်းနိုင်လဲဆိုတာကပိုရေးကြည့်တယ်အဲ့ဒါမှလည်းချမ်းသာကြွယ်ဝမှုကိုဖန်တီးနိုင်မှာပေါ့ပင်စမအချက်ကတော့အချိန်ကိုထိထိရောက်စီမံခန့်ခွဲပါကိုပန်းတိုင်စီရောက်အောင်ကူညီပေးမယ်တန်ဖိုးရှိတဲ့အလုပ်တွေပေါ်မှာပဲအာယုံစိတ်လုပ်ပါစထမအချက်ကတော့ခိုင်မာတဲ့ဆက်ဆံရေးကောင်းတွေတည်ဆောက်ပါကိုယ့်ရဲ့အောင်မြင်မှုကတခြားသူတွေနဲ့ဘလောက်ကောင်းပေါင်းတင်ဆက်ဆံနိုင်လဲဆိုတာပေါ်မှာတော်တော်လေးမူတည်နေတာပါတတမအချက်ကတော့ကိုယ့်ရဲ့ကိုယ်ခန္ဓာကျန်းမာရေးကိုဂရုစိုက်ပါခွန်အားနဲ့အားစိမ်မရှိရင်တခြားအရာအလုံးကလောက်ရတာပိုခက်ခဲသွားမှာပေါ့အခုအရေးကြီးဆုံးအပိုင်းကိုပြောပြမယ်နော်တိထားယုံနေတော့ဘာမှအရာမရောက်ဘူးလက်တွေ့လုံးမှအလုပ်ဖြစ်တာပါလူအများစုကဘာလုပ်ရမလဲဆိုတာသိပေမဲ့သူတို့သိတာတွေကိုလက်တွေ့မလုပ်နိုင်ကြဘူးအဲ့ဒီလိုလူမျိုးထိမှတင်မပါပါစေနဲ့နော်တေးသေးလေးကနေစားပါမနှက်ဖြန်ကြရင်အလေးချင်းခုနှစ်ခုလုံးကိုပြီးစုံအောင်လုပ်စရာမလိုပါဘူးအစားပိုင်းမှာတစ်ခုနှစ်ခုလောက်ကိုပဲအရင်ဦးစားပေးပြီးလုပ်ကြည့်ပါအဲ့ဒီအလေးချင်းတွေကအလိုအယုံဖြစ်သွားပြီဆိုရင်နောက်တစ်ခုကိုတိုးပြီးလုပ်ပေါ့အောင်မြင်မှုဆိုတာတပြိုင်တည်းဖြစ်လာတာမဟုတ်ပဲအစင်းစင်သွားရတာဆိုတာကိုမမေ့ပါနဲ့နော်